ပြောကြရှင်ကြတယ်ဆိုတဲ့သူလေးဆိုနေကြကသူတွေလေးကအလူရှင်လူမမိသားစုတွေပြုံးလို့ပြောလို့ကမြို့သားလေးတွေပြောလို့ကမြို့သမီးတွေလေးကရွာလုံးပဲပြောင်းဆောင်ခါကြပြောကြရှင်ရတယ်ဆိုတဲ့သူလေးဆိုနေကြကသူတွေလေးကအလူရှင်လူမမိသားစုတွေပြုံးလို့ပြောလို့ကမြို့သားလေးတွေပြောလို့ကမြို့သမီးတွေလေးကရွာလုံးပဲပြောင်းဆောင်ခါကြအသေးချာစနစ်တကျဝေယဝိဆာဆောင်ရွက်ကြတဲ့လူကြီးလူငယ်ပြောလို့ကသမီးချက်တဲ့မင်းထက်တို့လေးကကျွေးတဲ့ဝင်းတို့လည်းကကိုတဘူးနဲ့ဖိုးထူတို့လည်းကကျန်းချတဲ့တမ်းမြတို့လည်းကဒီကြီးကလည်းမြူတဲ့ဟာရီဝေဝေနဲ့မူအောင်ကခဲခဲဝါဝါခညာလာတဲ့မန်းတက်ကြီးကတကယ်လားအောင်မီကွာရွှေခွက်မလို့ရေစက်ချကတို့လူပွဲကြီးအောင်မီကွာပျော်ပျော်ရွှင်ရွှင်